Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒါရဲ့ page မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်ချက်ပြပေးမယ့်ဟင်းလျာကတော့ခဝဲသီးနဲ့ကြက်သားနဲ့ကိုကြော်ချက်ချက်မှာဖြစ်ပါတယ်။အိမ်မှာခဝဲသီးရှိုံနဲ့ကိုအရန်လွယ်ကူလျင်မြန်ပြီးတော့အရန်စားကောင်းတဲ့ဟင်းလျာတစ်ခုဖြစ်ပါတယ်။ကျွန်တော်မမေရှိတော့ပါပေါ့နော်။အနည်းနဲ့ချက်ကြွေးလေးရှိတဲ့ဟင်းလျာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီချက်ကြီးလေးတန်းကိုဒီနေ့ချက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျ။အဲ့ဒီအောင်နော်ခဝဲသီးကိုစပြီးတော့အခွန်နှောင်းမှာဖြစ်ပါတယ်အခွန်နှောင်းဖို့အတွက်ပေါ့နော်လွယ်ကူအောင်ဆိုပြီးတော့ကျွန်တော်ကဒီလောက်တုံးလေးတွေတုံးလိုက်တယ်ပြီးတော့မှစပြီးတော့အခွန်နှောင်းမယ်ပေါ့နော်ဒါကတော့အခွန်နှောင်းပြီးသားခဝဲသီးတွေဖြစ်ပါတယ်ကျွန်တော်ကအခွန်နှောင်းတဲ့နေရာမှာဒီလိုမျိုးစိမ့်စိမ့်လေးတွေခြံခဲ့တယ်ပေါ့နော်ဒီလိုမျိုးအကုန်လုံးကိုအပြောင်းစင်သွားအောင်မျိုးနှောင်းတာမဟုတ်ပဲねတချို့ကကြတော့ဒီလိုမျိုးနှောင်းတဲ့အချိန်မှာပေါ့နော်လုံးဝဒီအစိမ်းရောင်လေးတွေကုန်သွားတဲ့အထိကိုနှောင်းလေးရှိတယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးအစိမ်းလေးတွေခြံခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးအစိမ်းလေးတွေခြံခဲ့တဲ့အတွက်ကြောင့်မလို့စားတဲ့အချိန်မှာချွတ်ကလေးနဲ့အရန်စားလို့ကောင်းပါတယ်အဲ့ဒီဒီတိုင်းမချက်ဘူးသေးလို့ရှိရင်တော့အဲ့လိုမျိုးလေးချက်ကြည့်ပေါ့နော်တစ်ခါလောက်စမ်းပြီးတော့ချက်ကြည့်ပါဒါတော့အခွန်နှောင်းထားတာဖြစ်ပါတယ်ဒါကတော့ခုနကကိုဝဲကြီးတွေကိုအနေတော့အတုံးလေးတွေတုံးပြီးတော့ရေးဆေးထားတာဖြစ်ပါတယ်ချက်သားတွေပါဒါကတော့ချက်သားကိုလည်းအဲ့လိုမျိုးအနေတော့အတုံးလေးတွေတုံးပြီးတော့ထည့်ရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာချက်သားကိုနည်းနည်းများများလေးတုံးလိုက်တယ်ပေါ့နော်ချက်သားလေးဖြူကြီးကိုစီတာဖို့အတွက်ကိုအခုလိုမျိုးအနေတော့တုံးလေးလှီထားပါမယ်အကောင်လုံးလည်းအစင်းနဲ့ဖြစ်ပြီဆိုတော့ကျွန်တော်စပြီးတော့ချက်ပါတော့ခင်ဗျာပူလောင်ပထမဆုံးလုပ်ပါမယ်စီပူလာပြီဆိုရင်တော့စနင်းမောင်းထည့်ပြီးတော့စီတက်မယ်ပေါ့နော်စနင်းပူလာနဲ့ချက်ပေါင်းကျူချက်ပေါင်းကြီးကိုစပြီးတော့စီတက်ပါတယ်အနံလေးတွေမှုေးလာတဲ့ပြီပေါ့နော်ချက်ပေါင်းအနံလေးတွေမှုေးလာတဲ့ပြီကိုစီတက်ပါတယ်ဒီနံလေးလည်းကြောက်သွားပြီပြီးတဲ့ခါကျတော့ဒီလိုမျိုးပေါ့နော်ချက်ပေါင်းလေးတွေလည်းကွဲလာပြီပေါ့နော်စနင်းကလည်းကြောက်လာပြီချက်ပေါင်းလေးတွေလည်းအဲ့လိုမျိုးကွဲလာပြီဆိုလို့ရှိရင်တော့ချက်ပေါက်ထည့်ပြီးတော့စပြီးတော့လုံလိုက်တာပေါ့နော်ဒီကနကစီတက်ထားတဲ့စီနဲ့စပြီးတော့လုံလိုက်ပါတယ်ဒီနည်းနည်းထပ်ထည့်လို့ရပါတယ်ကျွန်တော်ကနည်းနည်းစုပ်တော့ဒီလေးနည်းနည်းထပ်ထည့်မယ်ပေါ့နော်ဒီကိုလုံလာတော့ပေါ့နော်ချက်သားလေးတွေနူးသွားတဲ့အထိကိုထည့်ပါမယ်ခဝဲသီးကိုနောက်မှထည့်ရမယ်ပေါ့နော်ခဝဲသီးနဲ့ရောချက်မယ်ဆိုတော့ချက်သားအလောက်မလို့ပေါ့နော်အကြွယ်၍ကိုကခဝဲသီးကိုဒီချက်သားနဲ့မကြိုက်ဘူးပစုံနဲ့ဆိုလဲစားလို့ရတယ်ပေါ့နော်ပစုံနဲ့လည်းစားကောင်းပါတယ်အခုကတော့ဒါချက်သားလေးနဲ့ပေါ့အရသာလေးတွေထည့်ပါမယ်ဆိုရင်တော့စားနည်းနည်းထည့်ပါမယ်ကြားနည်းနည်းထည့်ပါမယ်။ပြီးရင်တော့အသားသားလေးကိုနှက်ဆက်သွားအောင်လုပ်ပြီးတော့ချက်သားလေးလည်းနူးကြည့်အောင်ပေါ့နော်။ချက်သားလေးလည်းနူးအောင်အခုလိုမျိုးမွေးလိုက်မယ်ပေါ့နော်။မွေးပြီးရင်ခဏလောက်အုပ်ထားမယ်ပေါ့နော်။ခဏလောက်အုပ်လိုက်ပါမယ်။ဒါကြတော့ဒီမှာအသားသားအနေနဲ့ပေါ့နော်။စားတကြားငပြားရည်အဲ့လောက်ပဲသုံးလေးရှိရပေါ့နော်။ပြီးတော့ပဲငပြားရည်နည်းနည်းလောက်ပေါ့နော်။အဲ့လောက်ပဲဟိုချက်သားမောင်းနေအချိုမောင်းနေလုံးဝသုံးလေးမရှိဘူး။စားလေးစားထားလည်းမရှိဘူး။အပြင်ဆိုလို့ရှိရင်ချက်သားလေးတွေလည်းအကျက်ညီသွားပြီပေါ့နော်အဲ့တော့ခဝဲသီးကိုစပြီးတော့ထည့်လို့ရပါပြီခဝဲရေခမ်းသွားလို့ရှိရင်ပို့ပြီးတော့အဲ့လိုမျိုးဆက်လို့ကောင်းပါတော့နယ်လို့ကောင်းဆိုတော့ရေကြီးနည်းနည်းတက်ထည့်လည်းရတယ်ကျွန်တော်တော့မထည့်တော့ဘူးဒီတိုင်းလေးပဲဟိုအမွှေးနဲ့ပေါ့နော်ဒီတိုင်းလေးပဲခဝဲသီးလေးကိုညီရက်ပြီးလို့ပေးလိုက်မှာပေါ့နော်ပြီးရင်တော့ဒီလာနဲ့မိဖို့ကြောင့်လည်းတစ်ခါတည်းဟိုနောက်တစ်ခါထပ်ပြီးတော့တန်ရှင်းလုပ်ဆရာမလိုအောင်အများကြီးထပ်ပြီးတော့တင်းစီပြီးတော့လေအဲ့လိုမျိုးဟိုဆေးကြကြောကြမလိုအောင်တစ်ခါတည်းပြီးအောင်လုပ်တဲ့အချင်းရှိရပေါ့နော်အခုဆိုလို့ရှိရင်ခွဲတီးရလဲဒီမှာနူးပြီးနေပြီပေါ့နော်နည်းနည်းကြော်ကျဟင်းတစ်ခွက်ရပါပြီဒီမှာခွဲတီးရလဲနူးပြီးတော့မှုေးနာမယ်ဒီမှာခွဲတီးရဲ့အနော်ရလဲမှုေးနေပြီဆိုတော့โอเคကျွန်တော်ဟင်းတစ်ခွက်ရပြီပေါ့နော်ခွဲလေးနဲ့ခလိုက်တော့ပို့ပြီးတော့စားလို့ကောင်းပါချက်ခွဲကြော်ချက်ဟင်းရလေးဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးအိမ်မှာပေါ့နော်လွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ချက်လို့ရမယ်ပြီးတဲ့ခါကျတော့ဒီလိုမျိုးအရသာရှိမဲ့ဟင်းရလေးတွေကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးတွေလည်းထပ်ပြီးတော့ရိုက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ပြီးတော့ဒီကျွန်တော်ဒီ data အစားအစာလေးတွေလည်းထပ်ပြီးတော့ထပ်မံရိုက်ကူပြီးတော့တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and follow လေးလုပ်ပြီးထားကြပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်